ကားခဈေးသက်လည်းမရရအောင်လေပတ်မဲ့သူတွေရှိနေနိုင်တာကြောင့်တင်းကြံကာလအတွင်း73စီလိုအပ်ချက်ပိုမြင့်တက်လာနိုင်လို့73စီဈေးတက်တာနဲ့ပိုပြီးရှားပါလာနိုင်ပါတယ်ကျွန်တော်တို့ဖုန်းနေပြီဟုတ်ကဲ့ခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ဒလီပို့တာပေါ့နော်ဓာတ်စီမရှိတော့လို့ကျွန်တော်ဒီမှာရွှေပြည်သားပဲစီတန်ဘူးနဲ့ကျွန်တော်ထည့်ပြီးတော့ပေါ့နော်ကျွန်တော်ဒလီတွေကိုအခုပို့ခိုင်းမှာဖြစ်ပါတယ် ဒါမျိုးအပြုတ်မှုလောက်ရက်တွေကြောင့်လဲဗုဒ္ဓဘာသာကအထင်သေးစရာဝေဖန်စရာတွေဖြစ်လာအဲ့ဗုဒ္ဓဘာသာလို့ခံယူထားရင်ဗုဒ္ဓရဲ့အဆုံးအမဩဝါဒကိုသိတယ်နေအဆုံးအမဩဝါဒသိလည်းမသိဘူးနားလည်းနားမလည်ဘူးလိုက်လည်းမလိုက်နိုင်ဘူးဆိုဗုဒ္ဓဘာသာဖြစ်မခံယူကြနဲ့ အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီခါပါလဲ73ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ထူးခြားသတင်းအကြောင်းအရာလေးတွေကိုစူးစီးပေးထားပါတယ်ဆိုတော့ဗီဒီယိုကိုစရအောင်ပါ73စီဈေးတွေမြင့်တက်လာပြီးတဲ့နောက်မှာအဝေးပြေကားခဈေးနှုန်းတွေတိုးမြင့်လာတာကြုံလာနေရတယ်လို့ကားလက်မှတ်ဝယ်သူတချို့ကမက်လ20ရက်နေ့မှာထုတ်ပြောလာပါတယ်လက်ရှိရန်ကုန်မန္တလေးကားခဈေးနှုန်းတွေဟာတအူးကိုကျပ်6000ခွဲဖြစ်ပြီးတော့ရန်ကုန်တောင်ကြီးကားခကတော့ကျပ်6300ဖြစ်တယ်လို့အွန်လိုင်းတစ်ကတ်မှာဖော်ပြထားပါတယ်ရိုးရိုးဘတ်ကားခတွေကတော့တအူးကိုကျပ်3000ခွဲလို့ဖော်ပြထားပြီးဈေးနှုန်းအနည်းငယ်ပြောင်းလဲလာနေပြီးနောက်ထပ်မြင့်တက်လာနိုင်ခြေကလည်းရှိနေတယ်လို့သိရပါတယ်စီသီးတော့မြောက်လာတယ်မြင့်တက်လာတာကြောင့်တင်းကြံကာလခီးသွားကားတွေလည်းဈေးနှုန်းအပြောင်းအလဲတွေလှုပ်လာနေပြီးတချို့ခီးစဉ်တွေဖြတ်သိမ်းတာရှိလာပါတယ်73စီဝယ်မရအလုံးလောက်မရတဲ့အခြေအနေအပြင်ဈေးတွေပါမြင့်တက်လာတာကြောင့်တရက်ကိုကားခကျပ်6သိန်းနှအထိတောင်းဆိုနေတာတွေပါရှိလာနေတယ်လို့သိရပါတယ်လက်ရှိအချိန်မှာတော့ခီးတဲ့တင်ဘတ်ကားခတွေဈေးမြင့်တက်လာနေပြီးမကြာမီတင်းကြံကာလနေရင်ဈေးပိုတက်နိုင်တယ်လို့နေပြန်မဲ့သူတွေများမှမို့ကားလက်မှတ်ဖြတ်ရပိုခက်ခဲလာနိုင်ပါတယ်ဘတ်ကားတွေအနေနဲ့ကုန်စည်တင်ခွင့်မရတော့တာကြောင့်ခီးတဲ့စီကကားခကိုသာတိုးမြင့်တောင်းဆိုလာနိုင်ချေရှိနေတာမို့လာမဲ့ AP လကုန်အထိကားခဈေးနှုန်းတွေမငြိမ်ပဲရှိနိုင်နိုင်ပါတယ်မျိုးပြမှာမွန်းကျက်တဲ့အခြေအနေတွေကြောင့်ကားခဈေးသက်လည်းမရရအောင်လေပတ်မဲ့သူတွေရှိနေနိုင်တာကြောင့်တင်းကြံကာလအတွင်းသူတို့စီမှာကျတော့စီတွေပေါ်လိုက်တာဗျာကြည့်3စီလိုအပ်ချက်ပိုမြင့်တက်လာနိုင်လို့73စီဈေးတက်တာနဲ့ပိုပြီးရှားပါလာနိုင်ပါတယ်ကျွန်တော်တို့ဖုန်းနေပြီဟုတ်ကဲ့ခင်ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ဒလီပို့တာပေါ့နော်ဓာတ်စီမရှိတော့လို့ကျွန်တော်ဒီမှာရွှေပြည်သားပဲစီတန်ဘူးနဲ့ကျွန်တော်ထည့်ပြီးတော့ပေါ့နော်ကျွန်တော်ဒလီတွေကိုအခုပို့ခိုင်းမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်လိုပဲလက်စီရှာတဲ့အကိုအမများဒီလိုရွှေပြည်သားပဲစီနဲ့သာပို့ပါလို့ကျွန်တော်ပေါ့နော်အဲ့လိုမျိုးပဲအကြံဉာဏ်ထုတ်လိုက်ရပါတယ်โอ้เนี่ยดู ခင်းထဲကိုထည့်ချက်တဲ့စီတွေပေါ့ဗျာစောင်းစီလို့ပြောမှာပေါ့နော်တကယ်ကြီးပဲဗျာထည့်လိုက်တာတော့ဒီဘုံတွေကအန်ဒီရရှိရနော်ဆိုင်ကယ်ထဲကစီတွေကိုထုတ်ပြီးတော့အခန်းမှာတင်ထားမယ်ဆိုရင်တေချာစဉ်းစားပြီးမှလုပ်ပါကျွန်တော်တို့မနက်8နာရီထိုးအလုပ်သွားတယ်ညနေ9နာရီထိုးမှပြန်လာတယ်တနေ့လုံးအတိုင်းတာနဲ့ပြီးတဲ့အခါမှာအခုကရာသီဥတုကပူနေတဲ့အချိန်ဖြစ်တယ်ဒီဘုံတွေကလည်းအပူဒဏ်ကိုမခံနိုင်ဘူးတိချင်ရင်ရွေးအိုးတစ်လုံးတက်ပြီးလောင်းဆန်းကြီးချက်ရှင်းကိုတုံ့ဝင်သွားတာမျိုးတွေဖြစ်တယ်နော်ဒီလိုဘုံမျိုးတွေနဲ့ဆိုင်ကယ်စီထည့်ပြီးတော့တိမ့်မယ်ဆိုလို့ရှိရင်တော်တော် view site ပါရေတန့်ဘူးတွေနဲ့ရှောင်းမလုပ်ပါနဲ့တခုတော့ရှိတယ်အင်ဂျင်ဝိုင်ထည့်တဲ့ဘူးဆိုရင်တော့ကိစ္စမရှိဘူးအဲ့ဒီကော်ကကျတော့ကော်ပြော့လဲဖြစ်တယ်ထူလဲထူတယ်ဆိုတော့ဟိုမီးတန်နေပါလေအတိုင်းတာတစ်ခုရောက်ပြီးတော့စိတ်ချရတယ်ဒီလိုဟာလေးတွေကျတော့ပပလှလှလေးတွေမတော်တဆအပူချိန်နေနဲ့ထထပ်ပြီးတော့စီတွေဖိတ်ကြလောင်ဝိုင်းရင်ကျွန်တော်တို့ကသူများတိုက်အကြီးမှငှားပြီးတော့မှနေရတဲ့အခန်းချင်းချင်းလေးတွေအဲ့မှာတစ်ခါတည်းယော်ရင်ဘဝတစ်ခုလုံးကဆုံးပါဟုတ်တယ် DC အခုစပြီးတော့ဖေဖော်ဝါရီ28ရက်နေ့ကနေပြီးဒီနေ့အချိန်ထိကို30နဲ့တပတ်ထဲပဲမာရကာထပ်တက်ရင်36ဘတ်39ဘတ်ဗျာစီတလီတာအောင်မှကျွန်တော်တို့6ဘတ်30ပို့ပေးလိုက်လို့ကျွန်တော်တို့မွဲမသွားဘူးခွေးမဖြစ်သွားဘူးကျွန်တော်အသွားအလာလေးတွေဆိုင်ကယ်3တာလေးတွေကား3တာလေးရှော့သုံးရင်ရပြီနော်တလီတာမှ6ဘတ်30လောက်ပို့လို့ရှိရင်9လီတာမှ90လောက်ပဲပို့လို့ဘာမှမဖြစ်တော့ဒါပေမဲ့အဲ့လိုဘုံနေနဲ့ထည့်သိမ်းသွားရင်မတော်လို့မီးလောင်ရင်ဖြည့်ရှင်းရမယ့်ပြဿနာလေတစီတတိုင်း9000လည်းမပြီးဘူးအခက်မသိရင်9000 5သိန်းကြာရင်ကျွန်တော်တို့ကလုံးဝခွေးဖြစ်မှာဒါကြောင့်မို့လို့အထူး view site ပါကျွန်တော်အဲ့လိုမျိုးအကြံပေးရှင်းပါတယ်ကျွန်တော်မိတ်ဆွေတချို့ကကားစီတက်มาလားဒါတော့ထိုင်းမှနေတဲ့မိတ်ဆွေတွေသတိပြုအောင်ပါနော်မှာလားအနေငယ်လောက်သုံးသက်ပေးပါအောင်လို့ကျွန်တော်ပြောရကြမလို့ကျွန်တော်သုံးသက်ပေးပါမယ်ကားလောက CI တွေကတော့တီးခံပြီးနောက်ထောင်ပေးကြပါကျွန်တော်ဒါအများပြည်သူတွေပြောတာပါခုစီပြဿနာကြောင့် EV ကားတွေဈေးတက်သွားတယ်အခုအခွန်ကတိုးလိုက်တဲ့ကြောင့်ပိုပြီးဈေးတက်သွားတယ်ဒါကြောင့်မလို့ EV ကဆက်ပြီးတက်နေဦးမှာဖြစ်ပါတယ်ဒါပြီးတော့ဒီ SKD ကားတွေကဏ္ဍပေါ့ SKD ကားတွေလည်းအခွန်တိုးမယ်အခွန်တိုးတဲ့အတွက်ကြောင့်မလို့ဆက်ပြီးတော့ပဲဈေးကဆက်တက်သွားဖို့ပဲရှိပါတယ်မြန်မာနိုင်ငံရဲ့အခြေအနေရခုစီပြဿနာကြောင့်
အစိုးရစုံနဲ့မနဲ့ခွဲပြီးမောင်းခိုင်းတဲ့အခြေအနေဖြစ်နေတာအဲ့တော့လက်ရှိဝယ်ထားပြီးသားတကယ်ကို GDN ကအဟောင်းနေတော့မှဈေးကြီးကြီးနဲ့မြန်မာနိုင်ငံသားတွေအများကြီးပေးဝယ်နေရတဲ့အခြေအနေမျိုးမှာတော့မှပဲတစ်လောက်ကို15ရက်ပဲပေးသုံးတာဆိုတော့ကားဈေးတွေကိုသမ္မတဦးသိန်းစိန်လက်ထက်ကလိုမျိုးမြန်မာနိုင်ငံသားတိုင်းကားပိုင်ရမယ်ဆိုပြီးတော့အစိုးရအနေနဲ့လုပ်ပေးခြင်းရင်တော့မှပဲကိုသူတို့ပေးနိုင်တဲ့စီနဲ့မြန်မာနိုင်ငံမှာလက်ရှိရှိပြီးသားကားရည်တွင်းနေတော့မှပဲများနေတဲ့အတွက်ကြောင့်မို့လို့ထပ်ပြီးတော့သွင်းဖို့တွေသူတို့လုပ်မှာမဟုတ်ဘူးအဲ့တော့သူဒီ SKD တွေကိုသူအားပေးမယ် EV တွေကိုအားပေးမယ်နိုင်ငံခြားကနေပြီးတော့မှ engine power ကြီးကြီးနဲ့တွင်းလာမယ်ကားတွေဆိုလို့ရှိရင်တော့နောက်ဆုံးပေါ်ဖြစ်ရမယ်နောက်ပြီးတော့ဒီအခွန်တွေကြီးကြီးပေးဆောင်ပြီးတော့မှတွင်းရမှာဖြစ်ပါတယ်ဒါကြောင့်အစိုးရအနေနဲ့ကားဈေးတွေကိုကျစေခြင်းတောင်မှပဲလက်ရှိအခြေအနေမျိုးမှာတော့ကားဈေးတွေချလို့မဖြစ်တဲ့အခြေအနေပေါ့နော်ဒီတင်သွင်းခွင့်တွေကိုလည်းပါမစ်တွေကိုလည်းပေးလို့မရတဲ့အခြေအနေဖြစ်ပေါ်နေတာပါဒါကြောင့်အားလုံးခြုံပြီးပြောမယ်ဆိုရင်တော့တခွန်းနဲ့ပြောရမယ်ဆိုရင်တော့ကားဈေးဟာတိတိတသားကြီးကျဆင်းသွားဖို့မရှိပါဘူးခုလိုပုံစံမျိုးနဲ့ပဲဆက်သွားနေလိမ့်မယ်လို့ထင်ပါတယ်ဒါတော့မှပဲဒါ EV ကားတွေနဲ့အသစ်ဝင်လာတဲ့ဘယ်မောင်းတွေကဈေးတန်းတစ်ခုမှရှိနေအောင်ပါနောက်တစ်ခုကစီစားများတဲ့ကားတွေထက်စားလို့ရှိရင်စီစားနေပြီးတော့ဒါပေါ်ပါတဲ့ကားတွေကပို့ပြီးတော့အယောင်သွက်လာလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဒီ passport တွေတက်တန်းကိုရင်မြန်မာနိုင်ငံကိုမဖြစ်မနေပြန်ပြီးတော့တက်တန်းတိုးရတော့မှာပဲဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့မြန်မာနိုင်ငံမှာ passport တွေကို e-passport electronic passport အဖြစ်ပြောင်းလဲဖို့စီစဉ်နေပြီဆိုတဲ့သတင်းတွေထွက်လာပါတယ်။ e-passport ဆိုတာဘာလဲ e-passport ဆိုတာဒီလိုစာအုပ်ပုံစံမျိုးလေးပဲဒါပေမဲ့အထဲမှာ तू ကချစ်ပြားလေးပါတယ်ပေါ့နော်။အဲ့ဒီချစ်ပြားလေးပါပြီးတော့ तू က biometric data လို့ခေါ်တဲ့ဒီမျက်နှာရဲ့တွင်မြင်ကို scan ဖတ်ထားတာတွေရဲ့ဒီလက်ဝေပေါ့နော်လက်ဝေကို scan ဖတ်ထားတဲ့ဒီစတဲ့အချက်လက် data တွေပါဝင်ပါမယ်။အရေးကြီးတာကအဲ့ထဲမှာဘာလဲဆိုတော့UID လို့ခေါ်တဲ့ unique identification number ပေါ့နော်အဲ့ဒီကောင်ကကျွန်တော်တို့ဒီဂျပန်မှာဆိုဘာနဲ့တူလဲဆိုတော့ဒီ my number ကတ်ရှိတယ်ပေါ့နော် my number ကတ်မှာပါတဲ့ my number အဲ့ဒီ my number ဆိုတာတက်လုံးသေးတဲ့အထိဘယ်တော့မှပြောင်းလို့မရဘူးအဲ့ number ပဲဖြစ်သွားပြီလူတစ်ယောက်မှာအဲ့ဒီ number တစ်ခုပဲရှိရပေါ့နော်အဲ့လိုပုံစံမျိုးအနေနဲ့ तू က unique ဖြစ်အောင်လုပ်ထားတာပေါ့နော်အဲ့ဒီ UID မရှိဘူးဆိုလို့ရှိရင်မှတ်ပုံမတင်ရသေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ passport တွေတက်တန်းကုန်သွားပြီဆိုလို့ရှိရင် e-passport ပြောင်းမယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံကိုပြန်ပြီးတော့ကျွန်တော်တို့ကဒီလဝကရုံးမှာအရင်ဆုံး UID ရှောက်ပြီးတော့မှကျွန်တော်တို့ကတက်တန်းတိုးလို့ရမှာဖြစ်ပါတယ် e-passport အဖြစ်ပြောင်းလဲလို့ရမှာဖြစ်ပါတယ်e-passport ကသူ့ရဲ့အားသာချက်ကဘာတွေလဲဆိုတော့ကျွန်တော်တို့ဒီလေဆိပ်တွေမှာဒီ ASEAN မှာအခုတုံးနေကြတာပေါ့နော် auto lane ဆိုတာရှိတယ်အဲ့ဒီ auto lane မှာကျွန်တော်တို့စောင့်ကြမလို့ပဲနဲ့ e-passport ရှိတဲ့သူတွေကသူက auto ဖြတ်သွားလို့ရတယ်ပေါ့နော် immigration ဖြတ်တဲ့အခါမှာမြန်မြန်ဆန်ဆန်နဲ့အဆင်ပြေရပေါ့နော်ပြီးတော့ safety ဖြစ်တယ်လုံခြုံရေးတိုးမြင့်လိုက်တဲ့သဘောပေါ့နော်ဒီ passport အတုတွေပါလောက်ထားတာပဲလုံးလို့မရဘူးပေါ့နော်အဲ့လိုပုံစံမျိုးကြောင့်သူကဒီလိုမျိုးစနစ်အသစ်တွေထွက်လာတာဖြစ်ပါတယ်အခုထုတ်ပြန်လိုက်တဲ့ဥပဒေအသစ်မှာဒီ UID Unique Identification Number နဲ့ဒီ e-passport chip စနစ်တွေကိုအခြေခံလိုက်တာမို့ဒီလက်ဘွေတွေဒီမျက်နှာတွေ့မြင် scan ဖတ်တာတွေပါတယ်ပေါ့နော် eye scan တွေပါတယ်အဲ့ဒီရဲ့ biometric data တွေကဒီဗဟိုစနစ်နဲ့ချိတ်ဆက်ထားတာဖြစ်တဲ့အတွက်ကြောင့်ဒီလူတစ်ယောက်ကပေါ့နော်သူနာမည်ပြောင်းပြီးတော့တခြား passport စာအုပ်တော့လုံးဝထပ်လုပ်လို့မရတော့ပါဘူးဒါပေမဲ့တခုရှိတာကဒီပြည်ပရောက်နေတဲ့မြန်မာနိုင်ငံသားတချို့ပေါ့နော်ဒီ passport UID မလုပ်ရသေးတဲ့သူတွေဒီ passport တက်တန်းတိုးတဲ့အခါမှာ extension လုပ်တဲ့အခါမှာကျွန်တော်တို့ဒီပေါ့နော်အခက်အခဲတွေတွေ့လာနိုင်တယ်လို့မြင်မိပါတယ်ဒါပေမဲ့ဒီ passport တက်တန်းတိုးတဲ့အခါမှာဒီတက်တန်းတိုးဖို့ညင်းပယ်ခြင်းခံရလို့ရှိရင်ပေါ့နော်ဒီခိုင်လုံတဲ့အကြောင်းပြချက်ကိုတင်ပြပြီးတော့နောက်တစ်ချိန်ပြန်ပြီးတော့ရှောက်ခွင့်ရှိတဲ့အတွက်အရင်စိုးရင်များမလိုဘူးဆိုပေမဲ့လည်းဒီကိုယ့်ဘက်ကပေါ့နော်ဒီလိုအပ်တဲ့အချက်လက်တွေကိုကြိုတင်ပြီးတော့ပြင်ဆင်ထားတာအကောင်းဆုံးပါပဲလို့ကျွန်တော်ကပြောလိုက်ချင်ပါတယ်ဒါမျိုးအပြုတ်မှုလုပ်ရက်တွေကြောင့်လဲဗုဒ္ဓဘာသာကအထင်သေးစရာဝေဖန်စရာတွေဖြစ်လာဗုဒ္ဓဘာသာလို့ခံယူထားရင်ဗုဒ္ဓရဲ့အဆုံးအမဩဝါဒကိုသိတဲ့နေအဆုံးအမဩဝါဒအတိလည်းမသိဘူးနားလည်းနားမလည်ဘူးလိုက်လည်းမလိုက်နိုင်ဘူးဗုဒ္ဓဘာသာဖြစ်မခံယူကြနဲ့ဗုဒ္ဓဘာသာဆိုတာအရေးအတွက်နဲ့နေတဲ့ဘာသာမဟုတ်အရေးချင်းနဲ့နေတဲ့ဘာသာအဲ့တော့ဂျော်တကြီးတွေဂျေတကြီးတွေကျွန်တော်သိဝင်စားဘူးတော့တာဝန်ရှိတဲ့သူကြီးတွေအနေနဲ့ကထိမ့်သိမ့်ပြောဆိုဆုံးမသိနေနောက်တစ်ခုအလှလူကျွန်တော်လည်းပဲဒီလိုအစဉ်တမ်းမရှိတဲ့ရိုင်းပြတဲ့ဝစားစီမှုနဲ့ပတ်သက်ပြီးတော့လုံးဝကန့်ကွက်ပါနော်ဖြစ်တယ်ဦးဗျအလူပွဲကြီးမှာသူဝှက်ချက်တယ်ဆိုလို့ရှိရင်တခြားတဲ့နေရာတွေမှာတော့ဗျဥမာ KTV တို့ Night Club တို့အဲ့လိုနေရာတွေမှာဝှက်ဗျအဲ့လိုဆိုလက်ခံလို့ရသေးတယ်ဟိုဟာအလူပွဲကြီးမှာဝှက်တာဆိုတော့လူကြီးသူမတွေရှိတယ်တန်ကာတော်တွေရှိတယ်ပြီးလို့ရှိရင်ကလေးငွေတွေရှိတယ်လုံးဝမသိတော့ဘူးဗျဒီမှာဒေါ်လာကြီးမကလို့ဘာပဲဖြစ်ဖြစ်မဖြစ်သေးနိုင်ရခုတဲ့ခါမှာဘာယူရက်နဲ့အလှကြတာကုသိုလ်လိုချင်လို့လားနာမည်ကြီးချင်လို့လားထင်ပေါ်ကြော်ကြားချင်လို့လားဘာကြောင့်လှကြတာလဲမြတ်စွာဘုရားရှင်ကမြတ်စွာဘုရားသာသနာမှာသာသနာဝင်ထမ်းရှင်ဟန်ပြုတဲ့အခါမှာစင်နေမြင်းနေစိုင်းနေပုံနေဝင်ရမယ်လို့မမှာခဲ့ဘူးသာသနာဝင်နော်
မြတ်စွာဘုရားရဲ့တာသနာတကယ်ကြည်ညိုတဲ့စိတ်တရားတရားအပြည့်နဲ့ပဲဝင်လာဖို့ပဲပြောတာအဲ့တော့ဟိုဘာမဟုတ်တဲ့ဒီစင်နေမြင်းနေရလဲနေထိုင်နေအသက်တွေပြီးနေကြနောက်တစ်ခုဒီအလှပွဲတွေမှာစတေးရှိုးတွေ DJ တွေနဲ့လှူမှဒါနပုံမြောက်တာပါဒီခေတ်ကြီးမှာဘာမှဟိုအရေးချင်းမရှိလဲဒီ motherfucker ဘောလေးစူတတ်တာနဲ့အဆိုတော်ဖြစ်တဲ့ခေတ်ဆိုတော့တယောက်လာလဲစတေးဒီစင်မော်ရောက်လာ motherfucker ဘောနောက်တယောက်လာလဲဒါပဲဘာမှအရေးချင်းမရှိတဲ့ဟာတွေကိုခေါ်ပြီးတော့စူခိုင်းပျော်ခိုင်းမှဒါနပုံမြောက်တာကျွန်တော်တို့အနေနဲ့ကတော့ဗုဒ္ဓဘာသာတွေဖြစ်တဲ့အတွက်ဗုဒ္ဓဘာသာအယောင်မှိန်မဲ့လို့ရက်တီထိခိုက်လာရင်တော့ပြောရမှာပဲဒီခုလိုမပြောခဲ့မဆိုခဲ့ကြလို့လေနှစ်ပေါင်းများစွာကိုယ်နဲ့မဆိုင်ဘူးနေခဲ့ကြလို့လေအခုနောက်ပိုင်းလူငယ်တွေဆိုကြည့်လိုက်ဗုဒ္ဓတဏ္ဍာကိစ္စမျိုးတော့မသိကြတော့၅ပါးတီလာဆိုဝေး10ပါးတီလာရွတ်ခိုင်းဂျုံနေပါပြန်ကုန်နော်ပဋ္ဌာန်းများရွတ်ခိုင်းလိုက်ကြည့်ထန်ကရန်ကြဖို့နေတတာအဲ့တော့ဗုဒ္ဓဘာသာကိုထိခိုက်စေမဲ့အရာတွေရောင်မင်းလာစေမဲ့အရာတွေနဲ့ပတ်သက်ရင်တော့ဒီတာဝန်ရှိလူကြီးတွေအနေနဲ့ကလည်းပြောဆိုတဲ့နဲ့စုံမတဲ့ပြောဆိုစုံမတဲ့အတိုင်းကိုမှမလိုက်နိုင်မจิตသုံးနိုင်ဘူးဆိုရင်ဗုဒ္ဓဘာသာပဲမခံယူကြနဲ့နော်ဗုဒ္ဓဘာသာမှာဟိုအရေးအတွက်များဖို့မလိုအရေးချင်းရှိဖို့ပဲလိုတာနော်ဗုဒ္ဓဘာသာဥကြီးတိမ်ဘလောက်ရှိရတန်းဘလောက်ရှိရစိတ်ဝင်စားရှိနေတဲ့သူဥကြီးကမြတ်စွာဘုရားအဆုံးအမဩဝါဒအတိုင်းကြည်ကြံနေထိုင်နိုင်ဖို့ပဲလိုရတာနော်အဲ့တော့ဗုဒ္ဓဘာသာကူးကွယ်တဲ့လူဦးရေရော့နေသွားလို့လေစိတ်ဝင်စားနော်ဘာမဟုတ်အရေးချင်းမရှိအရေးချင်းမဲ့ဒီရှိနေတာတဲ့ဆိုင်တကယ်အစစ်မှန်တဲ့မြတ်ဗုဒ္ဓရဲ့အဆုံးအမဩဝါဒအညီနေထိုင်တဲ့သူ9ယောက်ရှိလဲ9ယောက်ပဲနော်တွေ့ရမြင်ရတာပြအဆင်ပြေမနေဘူးနော်ဟုတ်ကဲ့ပါတည်င်းနဲ့လူစပတ်တဲ့အကြောင်းအရာလေးတွေကိုနေ့စဉ်ပုံမှာတက်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe နှိပ်ထားကြပါတယ်ဒီဘက်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့ထင်မြင်ချက်ချက်လေးတွေကိုလည်းအောက် comment မှာရေးပေးသွားခဲ့ပါဦးမြတ်